အားလုံးမင်္ဂလာပါနော်လိုင်းရတိတ်မကောင်းလို့ပါနော်ဒီကနေ့က68ကြိမ်မြောက်live လွှင့်တာပေါ့နော်ဒီကနေ့ပြောမှာတော့ရင်သားကင်ဆာအကြောင်းပါဒီကနေ့က20ရက်6လ2025ဖြစ်ပါတယ်68ကြိမ်မြောက်ပေါ့နော် live ပါအဲ့တော့ရင်သားကင်ဆာကကျွန်တော်တို့အမျိုးသမီးတို့မှာပေါ့နော်အရေပြားကင်ဆာပြီးရင်ဒုတိယအသေးအပြောက်အများဆုံးကင်ဆာပါနော်အမျိုးသားတွေလည်းရင်သားကင်ဆာဖြစ်လိရှိပါတယ်အဲ့တော့အမျိုးသမီးနဲ့အမျိုးသားမှာဆိုရင်တော့အမျိုးသမီးဒီမှာတော့ပို့ပြီးတော့နော်အသေးအပြောက်များတာပေါ့နော်အဲ့တော့တချို့အမျိုးသားတွေရင်သားကင်ဆာဖြစ်ပါတယ်အဲ့ဒါသူကမွေးကလေးကသူတို့မှာ breast tissue ကပါလာပြီးသားမို့လို့အမျိုးသားတွေမှာရင်သားကင်ဆာဖြစ်တာပါနော်အဲ့တော့ကျမအနေနဲ့ပြောချင်တာကသူတို့မှာရင်သားကင်ဆာမှာ type တွေအများကြီးရှိတယ်type တွေကဘယ်လို type တွေလဲအဓိက type တွေကတော့invasive ductal carcinoma ဆိုတဲ့ type က80%လောက်ရှိပါတယ်သူကဘာလဲဆိုတော့နို့အမျိုးသမီးတွေရဲ့နို့ရည်ရဲ့လမ်းကြောင်းမှာပေါ့နော်လမ်းကြောင်းမှာလမ်းကြောင်းရဲ့cell လေးကိုထိခိုက်ခံရလို့ဖြစ်တာပါနောက်ဒုတိယ type ကကြတော့ lobule လို့ခေါ်တယ်အဲ့ဒါကတော့gland တွေပေါ့နို့ရည် gland ပေါ့ဒီ gland မှာစပြီးတော့ဖြစ်တာကိုကြတော့lobular breast cancer လို့ခေါ်ပါတယ်เนาะနောက်တစ်ခုက ductal carcinoma in situ ဒါတတိယအမျိုးအစားတွေအများကြီးပါเนาะအဲ့တော့ triple negative breast cancer ဆိုတာလေဒါစတုထမြောက်တော့အဲ့တော့ဖြစ်ခဲပါတယ်တဲ့เนาะနောက်တစ်ခုက inflammatory breast cancer ဒါလည်းrare ပါเนาะတော်တော်ရှားပါတယ်နောက်တစ်ခုက Behcet disease of the breast အဲ့ဒါလည်းပေါ့ရှားတဲ့ထဲမှာပါတယ်အဖြစ်အများဆုံးကတော့ invasive ductal carcinoma အဖြစ်အများဆုံးပါเนาะအဲ့တော့သူ့မှာ subtype ဆိုတာတွေလည်းရှိတယ်အမျိုးအစားတွေကအမျိုးအစားတွေမှာဘယ်လိုအမျိုးအစားတွေဆိုတော့ ER positive နံပါတ်1က ER positive ဒါပါလဲဆို estrogen receptor positive လို့ခေါ်ပါတယ်အင်္ဂလိပ်လိုဒုတိယအမျိုးအစားက PR positive PR ဆိုတာပါလဲဆို progesterone receptor positive case ပေါ့နော်နောက်တစ်ခုက HR positive ပါလဲဆိုတော့ estrogen เนาะ progesterone เนาะနှစ်မျိုးစလုံး receptor positive ဖြစ်တဲ့ type မျိုးနောက် type တစ်ခုကကြတော့HR တော့ဒီ hormone receptor တော့ negative ပါလေဒါပေမဲ့လေ estrogen ရော progesterone ရော receptor သူတို့မှာမရှိတဲ့ type အမျိုးအစားပေါ့နော်နောက်ပြင်စမ type ကကြတော့ HER2 positive လူတွေအတူကောက်ခေါ်တာ HER2 နဲ့ခေါ်ကြတာเนาะHER2 type ပေါ့เนาะအဲ့ဒါကတော့15%ကနေ20%လောက်ဖြစ်ပါတယ်အဲ့တော့ဒါကတော့သူ့ရဲ့အမျိုးအစားတွေပေါ့ရင်သားကင်ဆာမှာအမျိုးအစားအများကြီးရှိတာကိုပြောတာပါเนาะအဲ့တော့ကျမတို့ဘယ်လိုလက္ခဏာနဲ့လာမလဲပေါ့เนาะဘယ်လိုလက္ခဏာလဲဆိုတော့ sign and symptom ပေါ့အဲ့တော့အဓိကတော့ကျမတို့ရင်သားမှာအကျိတ်တစ်ခုစပြီးတော့တွေ့တာပေါ့เนาะဒါမှမဟုတ်ရင်လည်းရင်သားအရေးပြားမှာထူထူလေးဖြစ်လာတာပေါ့เนาะအဲ့ဒါနဲ့သူတို့ကစတယ်စပြီးတော့မှအရေးပြားပုံမှန်မဟုတ်တော့ရင်သားတကယ်တော့ပျော့ပျော့ပြောင်းပြောင်းလေးအရေးပြားအဲ့ဒီနေရာမှာထူပိမ့်ပိမ့်ဖြစ်လာတာပေါ့เนาะဒုတိယကကြတော့ကျမတို့အမျိုးသမီးတွေရဲ့နိုသီးကောင်းလို့ခေါ်တာပေါ့ nipple မှာနိုသီးကောင်းကတကယ်တော့ကလေးတွေနို့ဆူတွေရအောင်လို့ချွန်ချွန်လေးပေါ့သူကကင်ဆာဖြစ်လာလို့ရှင်သူက flatten ဆိုတော့ပြားသွားတာပေါ့နော်ပြားသွားတယ်အတွင်းဘက်ကိုသူကပြောင်းပြန်အတွင်းထဲကိုခြိုက်ပြီးတော့ဝင်သွားတာပေါ့ဒီလိုပုံစံမျိုးလဲပြောင်းလာနိုင်တယ်နောက်တစ်ခုကဒီရင်သားရဲ့အရေပြားတွေအကုန်လုံး color changes ဖြစ်လာတယ်เนาะအရေပြားအရောင်ပေါ့เนาะတချို့တွေကနီလာတယ်တချို့ကခရမ်းရောင်လိုဖြစ်လာတယ် dark color ဆိုတာအရောင်ရင့်ရင့်လေးဖြစ်လာတာပေါ့เนาะပထမတော့သူကအဖြူပြောင်ပဲရိုးရိုးအရောင်ပဲအသားအရောင်ပဲအဲ့ဒါကနေပြီးတော့အသားဖြူတဲ့လူတွေဆိုလို့ရှိရင်သူက pink color ဒါမှမဟုတ် red color ဖြစ်လာတယ်အသားမဲတဲ့လူတွေဆိုလို့ရှိရင်တော့darker than the other skin ပို့ပြီးတော့အရောင်ရင့်လာအရေပြားအရောင်ပြောင်းလာတာပေါ့နော်
နောက်တစ်ခုကရင်သားရဲ့ size ရဲ့အရွယ်ရဲ့ပုံသဏ္ဍာန်ရဲ့နော်သူ့ရဲ့ appearance changes ဖြစ်လာပြောင်းလာတာပေါ့နော်ဥမာဖြင့်ကျုံသွားတာတို့နော်ဒါမျိုးပေါ့နော်တချို့ကပိုကြီးလာတာတို့အဲ့လိုမျိုးနော်သူ့ရဲ့အရွယ်အစားတွေပုံသဏ္ဍာန်တွေပြောင်းသွားတာကိုတွေ့နိုင်တယ်နောက်တစ်ခုကကြတော့ဘယ်လိုခေါ်လဲဆိုတော့ကျမတို့ဒီရင်သားရဲ့အရေးပြားမှာအချိုက်လေးတစ်ခုပေါ့ဘာနဲ့တူလဲဆိုတော့ကျမတို့ဟိုပချိုက်လေးများဖြစ်တယ်လို့ပါးမှာဖြစ်တဲ့ပချိုက်လေးလိုမျိုးပေါ့နော် timber လေးလိုမျိုးပေါ်လာတာမျိုးဖြစ်နိုင်ပါတယ်နောက်တစ်ခုကကြတော့ကျမတို့ဒီအရေးရင်သားရဲ့အရေးပြားမှာအရေးပြားတွေကွာကြတာပေါ့နော်အရေးကွန်တွေလဲတယ်လို့ပဲနော်ဟိုဘယ်လိုခေါ်လဲမာလဲမာတယ်အကြီးကွန်တွေလိုပဲရင်သားရဲ့အရေးခွန်တွေကကွာကြတာမျိုးเนาะပြောင်းလဲတာမျိုးတွေ့ရနိုင်တယ်တဲ့ဒါကတော့ကျမတို့ကိုတတိထားရမှာပေါ့เนาะတတိထားပြီးတော့ကိုရင်သားရဲ့ color ပြောင်းသလားအယောင်ပြောင်းသလားမာတာလေးဖြစ်နေသလားတချို့အသေးဆုံးအနေနဲ့စမ်းမိတာပဲစီလောက်လေးပဲသူတို့ကစမ်းမိတာရှင့်เนาะတချို့ရင်သားတွေကတချို့လဲမာကြီးပေါ့ကွန်ဒီလုံးမာတယ်လို့မျိုးကွန်တီလုံးလို့သူကမနိုင်တော့ marble လို့တော့မနိုင် marble ဆိုတာကြောက်ဟုတ်လားနော် marble ကြောက်လိုမျိုးမာသွားတာမျိုးကိုလည်းစမ်းမိတတ်တယ်ပေါ့နော်အဲ့တော့ကျမတို့ပေါ့နော်ဘာကြောင့်ရင်သားကင်ဆာဖြစ်တာလဲ causes ပေါ့နော်ရင်သားကင်ဆာကများသောအားဖြင့်ဒီရင်သားရဲ့နှုတ်ရည်ပျော်နေမှာစပြီးတော့ဖြစ်လို့ရှိရင်တော့သူ့ကိုခုနကကျွန်မပြောတဲ့ invasive ductal carcinoma လို့ခေါ်တယ်nose gland တွေမှာပေါ့နော်nose gland မှာဖြစ်လို့ရှိရင်တော့ invasive lobular carcinoma လို့ခေါ်တယ်အဓိကတော့ကျွန်မတို့ causes မှာအဓိက risk factor ပါဆို family history ပဲမိသားစုထဲမှာเนาะရင်သားကင်ဆာတယောက်ရှိခဲ့တာပေါ့နော်ဥပမာပြန်အဖွားမာလားအမေမာလားအတော်မာလားပေါ့နော်အဲ့လိုရင်သားကင်ဆာရှိတယ်ဆိုလို့ရှိရင်ကိုယ်မှလည်းရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်နောက်တစ်ခုကနော် personal history of breast cancer ရှိခဲ့တယ်ဥပမာပြန်လွန်ခဲ့တဲ့နှစ်ပေါင်း10နှစ်လောက်ကညာဘက်မှာဖြစ်ခဲ့တယ်ဆိုရင်တစ်ချိန်မှာဘယ်ဘက်ရင်သားကိုပြောင်းသွားတာမျိုးဖြစ်တတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့early menstruation ပေါ့ menstrual history ပေါ့ရာသီလာတာနဲ့ပတ်သက်တဲ့ history ကဒီရင်သားကင်ဆာဖြစ်တဲ့လူတွေမှာအရင်အရေးကြီးတယ်စောအပြိုပေါ်ဝင်တာပေါ့12နှစ်အရှိမှာဥပမာ10နှစ်နဲ့ရာသီစလာတဲ့ကလေးတွေပေါ့နော်တချို့10နှစ်တချို့9နှစ်နဲ့ရာသီလာတယ်အဲ့ဒါ early menstruation တွေမှာဂျာရင်သားကင်ဆာပို့ပြီးတော့ဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့သွေးဆုံးတာပေါ့နော်သွေးဆုံးတာကနော် after the age of 55ဆိုတော့55နှစ်နောက်ပိုင်းမှာသွေးဆုံးတာအဲ့လိုလူတွေကဒီရင်သားကင်ဆာဖြစ်ဖို့ chance များတယ်ပေါ့နော်ပြောချင်တာအဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျမတို့ဘယ်လိုခေါ်လဲအမျိုးသမီးဖြစ်ရတာပေါ့နော်အမျိုးသမီးဖြစ်ရတာဟာပို့ပြီးတော့ရင်သားကင်ဆာဖြစ်ဖို့ chance ပို့ပြီးတော့များတယ်အမျိုးသားတွေထက်စားလို့ရှိရင်ပေါ့နော်နောက်တစ်ခုကရင်သားကအများသောအားဖြင့် fatty tissue တွေအဆီ tissue တွေပဲရှိတာပြောင်ပြောင်းလေးအဲ့ဒီမှာကျွန်တော်တို့ရင်သားမှာ dense breast tissue ရှိတာ dense ဆိုတာရှုပ်ထွေးမာကြောပေါ့နော်အဲ့လို dense tissue တွေများလာလို့ရှိရင်ရင်သားကင်ဆာဖြစ်နိုင်ခြေပိုများတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့အများအားပြောတယ် drinking alcohol ပေါ့နော်အရက်တောက်တဲ့လူတွေမှာတချို့အမျိုးသမီးတွေအရက်တောက်တဲ့လူတွေရှိတယ်เนาะနိုင်ငံခြားမှာဆိုရင်အဲ့လိုအရက်တောက်တဲ့အမျိုးသမီးတွေမှာရင်သားကင်ဆာဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့late first pregnancy တဲ့အဲ့ဒါဘာကိုပြောတာလဲဆိုတော့အသက်ကြီးမှပထမဆုံးကိုဝင်ကိုရဥပမာ45နှစ်အထက်မှာ46နှစ်မှ48နှစ်မှကိုဝင်ရတာရှိတယ်အဲ့လိုမျိုးတော်တော်အသက်ကြီးပိုင်းမှာကိုဝင်ပထမကိုဝင်ကိုစောင်းရတာဒီလိုလူမျိုးတွေမှာလည်းရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်နောက်တစ်ချက်ကကြတော့ never been children ကိုဝင်တစ်ခါမှမစောင်းဘူးလားเนาะတစ်ခါမှเนาะ having never been pregnant နဲ့အဲ့ဒါဘာကိုပြောချင်တာဆိုတော့ကိုဝင်တစ်ခါမှမစောင်းကလေးတစ်ခါမှမမွေးဘူးတဲ့မိန်းမတွေပေါ့เนาะအဲ့မိန်းမတွေမှာလည်းအဲ့လိုမျိုးအခြေအနေမှာလည်းဘယ်လိုခေါ်လဲရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်နောက်တစ်ခုကအသက်ကြီးတဲ့လူတွေပေါ့အသက်55နှစ်နဲ့အထက်
အသက်50ပတ်ဝန်းကျင်အသက်55နှစ်အထက်အဲ့လိုရွယ်တွေမှာရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်နောက်တစ်ချက်ကအရန်အရေးကြီးတယ်နော် inherited DNA genes နော်အဲ့တော့ဒီ DNA changes ဖြစ်လာတာဟာကျွန်တော်တို့ဘယ်လိုခေါ်လဲအမေကနေမိဘကနေသားသမီးကိုဒီ DNA ကပါလာတာ哦ဒီပါလာတဲ့လူတွေမှာဒီရင်သားကင်ဆာဖြစ်နိုင်ခြေများတယ်အဲ့ဒီ DNA gene mutation လို့ခေါ်တယ် DNA mutation လို့ခေါ်တယ်အဲ့ဒါဘာ gene လဲဆို BRCA1 နဲ့ BRCA2 ပေါ့နော် BRCA1 ရှိတယ် BRCA2 ရှိတယ်ကို့အမေမှာကို့အဖွားမှာကျွန်မခုနပြောတယ်ရင်သားကင်ဆာရှိတယ်ကို့စီမှာရောဒီ BRCA1 2ရှိသလားအဲ့ဒါစစ်ဆေးကြည့်ဖို့လိုတယ်နော်တကယ်လို့သာကို့စီမှာ BRCA1 တို့ BRCA2 တို့ positive ဖြစ်နေမယ်ဆိုရင်ကိုလည်းရင်သားကင်ဆာဖြစ်ဖို့ခွင့်လန်းများတာပေါ့နော်အဲ့တော့နာမည်ကြီးပေါ့နော်ဒါစကားဆက်လို့ပါကဘာကျော်ပေါ့မင်းသမီးတယောက်ဆိုလို့ရှိရင်ဒါသူ့အမေသူ့ဖွားမှာဒီ BRCA1 BRCA2 အဲ့လိုရှိနေတဲ့အတွက်ကြောင့်ရင်သားနှစ်ခုစလုံးကိုသူကဖြတ်ထုတ်လိုက်တယ်နောက်သူက ovary ကိုလည်းခွဲထုတ်လိုက်တာပေါ့နော်အဲ့ဒါ prophylactic mastectomy လို့ခေါ်တယ်ကဘာကျော်မင်းသမီးอ่ะเนาะဒီလိုမျိုးရင်သားနှစ်ခုစလုံးကိုအကောင်းကြီးเนาะအကောင်းကြီးရင်သားကင်ဆာဖြစ်လို့မဟုတ်ဖြတ်ထုတ်လိုက်တာပေါ့เนาะရင်သားကင်ဆာကြီးနာသူ့အမေရောသူ့ဖွားမှာရောပါတယ်သူ့စီမှာလည်းပါလာတဲ့အတွက်ကြောင့်တစ်ချိန်ချိန်မှာရင်သားကင်ဆာဖြစ်မှာဆိုလို့ရင်သားကိုဖြတ်ထုတ်လိုက်တဲ့ရာဇဝင်ရှိပေါ့เนาะနောက်တစ်ခုကmenopausal hormone therapy ဆိုတာသွေးဆုံးပြီးမှကျွန်တော်တို့ hormone therapy ယူထားတာပေါ့เนาะသွေးဆုံးသွားတဲ့အချိန်မှာကျွန်တော်တို့ဟော်မုန်းပါတဲ့အားဆေးတွေစားတာပေါ့ဒါ estrogen တို့ progesterone တို့အဲ့လိုစားတဲ့လူတွေမှာလည်းရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်နောက်တစ်ခုက obesity အဝလွန်တဲ့လူတွေကသူများတွေထက်ပိုပြီးတော့ရင်သားကင်ဆာဖြစ်နိုင်ခြေရှိတယ်နောက်က radiation exposure ဒါပါလဲဆိုတော့တစ်ချိန်လုံးကပေါ့เนาะဒီဓာတ်ကင်တာဓာတ်ရောင်ကြီးကင်တဲ့ဟာကိုခံယူဘူးတဲ့လူတွေပေါ့ဥပမာပြင်ကလေးဘဝမှာတော့เนาะတက်ကင်ခဲ့တာမျိုးယောဂတစ်ခုခုကြောင့်ဒီလိုဟာမျိုးဆိုလို့ရှိရင်လည်းဒါရင်သားကင်ဆာဖြစ်ဖို့ risk ရှိပါတယ်เนาะအဲ့တော့ကျမတို့အနေနဲ့ပေါ့เนาะကာကွယ်လို့ရသလားဒီရင်သားကင်ဆာเนาะခုန risk factor တွေကအများကြီးပဲเนาะအဲ့တော့ကာကွယ်လို့ရသလားဆိုတော့ကျမခုနပြောတဲ့မိဘမှာ family history မှာအမေတို့အဖွားတို့မှာရင်သားကင်ဆာရှိခဲ့တယ်เนาะ BRCA1 BRCA2 gene ကိုကျမတို့တည်ဆောင်လာတဲ့လူဆိုလို့ရှိရင်တော့ကာကွယ်လို့မရအောင်ဖြစ်နိုင်ခြေပေါ့သူများထက်ပုံများတာပေါ့เนาะအဖွားလည်းရင်သားကင်ဆာနဲ့ပဲကွယ်လွန်တဲ့အမေလည်းရင်သားကင်ဆာနဲ့ပဲကို့မှာလည်းဒီ BRCA1 2ရှိနေမယ်ဆိုလို့ရှိရင်ဒါကတော့ကံတရားပဲပေါ့เนาะတေချာပေါက်ဖြစ်နိုင်ခြေများတယ်ပေါ့เนาะဖြစ်နိုင်ခြေများတယ်အဲ့တော့ကိုမိဘကိုမျိုးထဲမှာဒီရင်သားကင်ဆာမရှိဘူးဆိုလို့ရှိရင်တော့ဒါကံကောင်းတဲ့လူပေါ့เนาะအဲ့တော့ကာကွယ်ရေးပိုင်းအနေနဲ့ပေါ့เนาะဘာလုပ်ကြမလဲပေါ့เนาะကာကွယ်လို့ရသလားအဲ့လိုမျိုးကျွန်တော်မေးထားကြတာရှိတယ်ရင်သားကင်ဆာကိုလေတတ်နိုင်လို့ရှိရင် breast cancer screening test လုပ်ရမယ်လေ screening test ဆိုတာဘာလဲဆိုတော့ကျမတို့တွေเนาะအမြဲတမ်းခုနပြောတဲ့ gene တည်ဆောင်လာသလားဒါမျိုးကိုကျွန်တော်တို့စစ်ဆေးကြည့်ရမှာပေါ့เนาะအဲ့တော့ screening test ဆိုတာရင်သားကင်ဆာရှိမရှိပေါ့เนาะလက်နဲ့လည်းစမ်းကြည့်ရမယ်เนาะဒါမှမဟုတ်လည်း ultrasound ရိုက်ကြည့်ရမယ်အကျိတ်အဖူတစ်ခုခုရှိလာတယ်ဆိုရင်เนาะအဲ့တော့ကျွန်မအနေနဲ့ပြောချင်တာဘယ်လိုခေါ်လဲကိုเนาะစမ်းသက်နေရမယ်ရေချိုးတဲ့အချိန်လေးပေါ့ကိုရေချိုးခန်းထဲမှာရေချိုးတဲ့အချိန်ဆိုတော့ကိုရင်သားကိုအမြဲတမ်းမလုပ်ရမလဲဆိုတော့စမ်းကိုစမ်းရမှာပေါ့လေအဲ့ဒါကတော့လေเนาะကိုအမြဲတမ်း awareness ဖြစ်ရမှာပေါ့လေเนาะတတိထားမိရမှာပေါ့เนาะတချို့ဆိုလို့ရှိရင်လေတော်တော်ကြီးတဲ့အကျိတ်ဖြစ်တာတော့မှတတိမထားမိတဲ့လူတွေရှိတယ်เนาะတလောကအကျိတ်တစ်ခုခွဲတယ်ဆိုတော့ဘလောက် size ရှိတာလဲဂျိုင်းထဲမှာပေါ့ကြက်ဥလောက်ရှိတာကြက်ဥလောက်ဆိုတော့တော်တော်ကြီးနေပြီလေဟလာဂေါ်လီလုံးလောက်ရှိတယ်လို့ဆိုတော့တော်တော်ကြီးနေပြီเนาะအဲ့ဒါကိုမစမ်းတတ်မိတာပေါ့เนาะမစမ်းတတ်တဲ့ခါကျတော့မသိဘူးပေါ့เนาะအဲ့လိုမျိုးတွေရှိတယ်ဒါကကိုဂယုစိုက်ရမယ်ဆိုတော့
ကျွန်မပြောအမြဲတမ်းပြောတယ်ကိုကိုယူဆိုင်ရမှာကိုယူဆိုင်လို့ရှိရင်ကိုမှအကျိတ်ဖို့တစ်ခုရှိတယ်ဆိုကိုစမ်းသပ်နေရမှာပေါ့ပြောချင်တာနော်နောက်တစ်ခုကဒါကာကွယ်ရေးပိုင်းမှာအရက်တောက်တာပေါ့နော်အရက်တောက်တာအမျိုးသမီးတွေနော်နိုင်ငံခြားမှာဆိုအရက်အရန်တောက်ကြအဲ့တော့အရက်တောက်တာကို limit လုပ်ရမယ်နောက်တစ်ခုက exercise လုပ်ရမယ်เนาะလေ့ကျင့်ခန်းပေါ့မှန်မှန်လုပ်ရမယ်ဒီလေ့ကျင့်ခန်းမှန်မှန်လုပ်တယ်ဆိုတာအနည်းဆုံးတစ်နေ့15မိနစ်เนาะနိုင်ဝက်เนาะအဲ့လိုလေ့ကျင့်ခန်းလုပ်ခဲ့တာဟာဘာလဲဆိုတော့ကိုယ့်ရဲ့ကိုယ်ကအစနစ်ကိုလည်းကောင်းစေတယ်တော်တော်များပေါ့เนาะ free radicals တွေကိုလည်းသူက short ချတာလေ့ကျင့်ခန်းလုပ်တယ်ဆိုတာအဲ့ free radicals တွေနဲလို့ရှိရင်ကျမတို့ DNA မထိခိုက်ဘူး DNA ထိခိုက်လို့ရှိရင်ကင်ဆာဖြစ်နိုင်တယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့လေ့ကျင့်ခန်းပေါ့နော်နောက်တစ်ခုကနော် limit လုပ်ရမယ်လေ menopausal hormone therapy ကိုသွေးဆုံးတော့ပြီးရင် hormone ပါတဲ့ဆေးတစ်မျိုးစားကြတာနိုင်ငံညာမှာပါနော်ဗမာတွေကတော့သွေးဆုံးပြီးရင်ဘာမှတိတ်ပြီးတော့hormone therapy ယူတယ်ဆိုတာတိတ်တောင်မရှိပါဘူးမြန်မာလူပြောနိုင်ငံညာမှာကြတော့သွေးဆုံးပြီးဆိုဟော်မုန်းပါလေအားဆေးတွေကိုစားကြတယ်အဲ့ဒါကို limit လုပ်ရမယ်လေเนาะလျှော့ရမှာပေါ့เนาะနောက်တစ်ခုကeating balanced diet ဒါကတော့အမြဲတမ်းကျွန်တော်တို့ပြောတယ်เนาะကျွန်တော်တို့balanced diet ဖြစ်အောင်အမြဲတမ်းစားရမယ်ကိုစားနေတဲ့အစားအစာเนาะ healthy weight ပေါ့เนาะကိုယ့်ရဲ့ weight ကိုအမြဲတမ်းဘာလို့အောင်ဆို maintain လုပ်ရမယ်เนาะကျန်းမာတဲ့လူတစ်ယောက်ရဲ့ weight ပေါ့เนาะBMI normal ဖြစ်အောင်လို့ကျွန်တော်တို့အမြဲတမ်းကိုယ့် weight ကိုထိန်းရမယ်အဲ့တော့ကိုလေးချိန်ကိုထိန်းရမယ်နောက်တစ်ခုကနော် preventive medicine ဆိုတာဘာတွေလဲဆိုတော့တချို့တွေက estrogen blocking medicine တို့ဘာလို့အဲ့လိုမျိုးတွေစားကြတာရှိတယ်နော်အဲ့ဒီနီလန်းနဲ့လဲကျွန်တော်တို့တွေရင်သားကင်ဆာမဖြစ်အောင်ကာကွယ်ထားလို့ရတယ်နော်နောက်တစ်ခုကကျွန်တော်ခုနပြောတဲ့ preventive surgery လဲနော်ခုနကပေါ်ရုပ်ရှင်မင်းသမီးဆိုလို့ရှိရင် prophylactic mastectomy လုပ်တာရင်သားနှစ်ခုစလုံးဘာလုပ်လိုက်တာလဲဆိုတော့ဖြတ်ထုတ်လိုက်တာเนาะသူကတော့ကျွန်မပြောတဲ့ BRCA1 နဲ့ BRCA2 ဂျင်းကိုသေဆောင်တာလူဖြစ်တဲ့အတွက်ကြောင့်เนาะရင်သားနှစ်ခုစလုံးထုတ်ပြခဲ့တာနောက်တစ်ခုကကြာ prophylactic oophorectomy ဒါကတော့ ovary နှစ်ခုစလုံးထုတ်ပြလိုက်တာထုတ်ပလိုက်တဲ့အတွက်ကြောင့်တာဥအိမ်ပေါ့နော်တာဥအိမ်နှလုံးစလုံးကိုထုတ်ပြလိုက်တာထုတ်ပြလိုက်ခြင်းအပြင် breast cancer ဖြစ်ပွားတဲ့နှလုံးကိုရှော့ချကာကွယ်လို့ရတယ်ပေါ့နော်နောက်တစ်ခုကဒေယောင်ကြီးနဲ့ထိတွေ့တာကိုလည်းကိုပေါ့နော်ဘယ်လိုခေါ်လဲ protect လုပ်ရမှာပေါ့တချို့ကအဲ့ဒါလည်းမြန်မာနိုင်ငံမှာအလွန်နှဲပါတယ်ဘီကနီနဲ့ဟာလာနေရောင်ကြီးထဲမှာနော်နေရောင်ကြီးရဲ့ဓာတ်ကိုယူတာပေါ့နော်အဲ့ဒါလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုတော်တော်လေးနဲပါတယ်နေရောင်ကြီးပြင်းပြင်းထန်ထန်ခံလို့ရှိရင်ကျွန်တော်တို့ကင်ဆာဖြစ်နိုင်တာကိုအရေပြားကင်ဆာဖြစ်နိုင်တာအရေပြားကင်ဆာလည်းမကဘူး breast cancer ပါဖြစ်နိုင်တာเนาะဒါကြောင့်မလို့ protecting themselves from the sun နဲ့เนาะနေရောင်ကြီးကိုလည်းဂရုစိုက်ရမယ်နောက်တစ်ခုကgetting vaccinated against certain cancer ဒါတချို့သောကင်ဆာတွေကvaccine ရှိတယ်လေအဲ့တော့ဥပမာဖြင့်တိမ်ကောင်းကင်ဆာကာကွယ်ဆေးဆိုလို့ရှိရင်တိမ်ကောင်းကင်ဆာကာကွယ်တဲ့ vaccine ကိုထိုးထားလို့ရတယ်နိုင်ငံခြားမှာဆိုကျွန်မတခါပြောတယ်9နှစ်တို့17နှစ်တို့ဆိုလို့ရှိရင်ကျောင်းနေမှာเนาะ America လို့နေရာမှာဆိုကျောင်းတိုင်းမှာကလေးတွေကိုဒီကာကွယ်ဆေးကိုတိမ်ကောင်းကင်ဆာကာကွယ်ဆေးယောက်ျားလေးရောမိန်းကလေးရောထိုးပေးထားเนาะအဲ့တော့ vaccine မှာကျွန်တော်တို့ Vivo ကာကွယ်ဆေးပေါ့ Vivo ကာကွယ်ဆေးကိုထိုးထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုံလောက်ထိုးထားလို့ရှိရင်တစ်ချိန်မှာကျွန်တော်တို့ cirrhosis မဖြစ်ဘူးအသက်ကင်ဆာမဖြစ်ဘူးပေါ့အဲ့တော့other important factors တွေမှာဒီ vaccination ကလည်းပါတယ်အဲ့ဒါဘာလဲဆိုတော့ viral infection တွေကိုကျွန်တော်တို့ကာကွယ်ဆေးရှိတဲ့ viral infection ပေါ့နော်အဲ့ဒါကတော့ကျွန်မခုနကပြောတဲ့ HPV vaccine နဲ့ hepatitis B vaccine ပေါ့နော်ပြီးဖို့ကာကွယ်ဆေးနဲ့တိမ်ကောင်းကင်ဆာကာကွယ်ဆေးဒါ virus ကြောင့်ဖြစ်တဲ့ကင်ဆာတွေကိုကာကွယ်နိုင်တယ်နောက်တစ်ခုကကျွန်တော်တို့ပုံမှန်ပေါ့နော် regular screening ကိုယ့်ရဲ့ရင်သားကိုမကြာခဏကိုစမ်းသပ်ရမယ်เนาะလိုအပ်လို့ရှိရင် mammogram ရိုက်ရမယ်ဒါမျိုးတွေပေါ့เนาะကျွန်တော်တို့လုပ်ရမယ်နောက်တစ်ခုကreduce the toxin exposure to toxin နဲ့အဲ့ဒါဘာကိုပြောချင်တာကျွန်တော်တို့ chemical တွေเนาะ asbestos ဆိုတဲ့ဓာတ်တွေဒါတွေကိုလည်းကျွန်တော်တို့เนาะနည်းနိုင်သမျှနည်းအောင်ပေါ့เนาะလုပ်ရမယ်နောက်တစ်ခုက get enough sleep လေ
အဲ့ဒါတော့ကျွန်တော်တို့အိပ်ရေးဘောဝအိပ်ရမယ်နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ stress တွေပေါ့နော် chronic stress တွေဒီ stress တွေကိုတတ်နိုင်တဲ့လောက် short ချရမယ်စိတ်ဖိစီးမှုနည်းနိုင်တဲ့များနည်းအောင်ကိုနေရမယ်ဒါမှသာလေနော်တကယ်လို့သာနာတာရှည်စိတ်ဖိစီးမှုဖြစ်လို့ရှိရင်သူကကိုယ်ကအားစနစ်ကိုအားနေစေ weaken the immune system လို့ပြောတဲ့အတွက်ကြောင့်เนาะဒါကြောင့်မလို့ကိုမှာစိတ်ဖိစီးမှုဘယ်လောက်ရှိလဲရှိလို့ရှိရင်လည်းကိုရဲ့စိတ်ဖိစီးမှုကိုအတတ်နိုင်ဆုံးလျှော့ချအောင်ပါပေါ့เนาะအဲ့တော့နောက်တစ်ချက်အနေနဲ့ကျမတို့ပေါ့เนาะတကယ်လို့များပေါ့เนาะကျမတို့တွေနေပေါ့เนาะdiagnosis ဘယ်လိုမျိုး diagnosis ကျမတို့လုပ်မလဲပေါ့เนาะdiagnosis ဆိုကျမမပြောခင်ပေါ့เนาะဘယ်လိုခေါ်မလဲကျမတို့ပေါ့နော် staging တွေကိုကျမတို့ပြောပြပါမယ်เนาะ staging ကကျမတို့ရင်သားကင်ဆာရဲ့အဆင့်တွေပေါ့ဒါကတော့ stage 0ကနေပြီးတော့ stage 4 ထိရှိတယ်stage 0ပြီးရင် stage 1မှာလည်း ABC ရှိတယ် stage 2မှာလည်း ABC ရှိတယ် stage 3မှာလည်း ABC ရှိတယ် stage 4နောက်ဆုံးအဆင့်ကတော့ stage 4ပေါ့နော်stage 3ကြောင့်လို့ရှိရင်เนาะ ABC မှာကင်ဆာက nearby tissue ကနေပြီးတော့ lymph node တွေပြန်သွားပြီဂျိုင်းတွေကအကျိတ်တွေပေါ့เนาะအဲ့အကျိတ်တွေရင်သားပေါ်မှာရှိတဲ့အကျိတ်တွေထိအကုန်လုံးပြန်သွားတယ် stage 4ကျတော့ခက်ဝေးကိုပြန်သွားပြီအဲ့ဒါကတော့ကျမတို့ရိုးတို့เนาะအသေးတို့အဆုပ်တို့เนาะအုံနှောက်တို့ပြန်သွား stage 4အဲ့တော့ stage က0ကနေ1 2 3 4ထိရှိတယ်เนาะတချို့တွေလည်း stage 3ရောက်မှတည်တယ် stage 3မှာတော့ကျမတို့အကျိတ်ကနှလုံး3လုံးလားအကျိတ်က9လုံးလားအကျိတ်က17လုံးလား stage 3C ဆိုလို့ရှိရင်အကျိတ်17လုံးတော့မှเนาะ lymph node တွေမှာ17လုံးတော့မှကျွန်တော်တို့ပြန်နေလို့ရှိရင် stage 3C ပေါ့เนาะ4ကတော့အဝေးကိုပြန်သွားပြီအယိုးတွေပါတယ်အုံနောက်တွေကိုပြန်သွားပြီပေါ့เนาะအဲ့တော့ကျွန်တော်တို့အနေနဲ့ management ပေါ့เนาะ management ကဘာလုပ်ရမလဲကိုယ်မှာရင်သားကင်ဆာရှိတယ်ဆိုလို့ရှိရင် number 1ကတော့လေprimary breast cancer treatment ကဘာလဲဆို surgery ပဲခွဲစိတ်တာပဲเนาะခွဲစိတ်တာမှာကျမတို့ mastectomy ဆိုတဲ့ total mastectomy ဆိုတာရင်သားတစ်ခုလုံးထုတ်လိုက်တာဒါမှမဟုတ်လည်း lumpectomy လက်လေးကိုယ့်ရဲ့အကျိတ်လေးပဲထုတ်လိုက်တာနောက်တစ်ခုကကြတော့ breast reconstruction ဒါရင်သားကင်ဆာbreast မရှိတော့တဲ့အခါမှာပြန်ပြီးတော့reconstruct လုပ်ပေးတဲ့ဟာမျိုးပေါ့เนาะဒါကတော့ number 1ကတော့ surgery ပေါ့เนาะnumber 2ကကြတော့ chemotherapy ပေးတာပါเนาะဓာတုကုထုံးနဲ့ဓာတုဆေးသွင်းပြီးတော့ကုသတာတတိယအချက်က radiation အရန်အရေးကြီး radiation 啦เนาะကျမတို့ပေါ့เนาะဒီဆရာဝန်ဖြစ်လာတဲ့နှစ်ပေါင်း40ကျော်အတွင်းမှာလေဒီ radiation မပေးလိုက်ရလို့တချို့ကကြတော့ခွဲတယ် chemo မယူလိုက်ဘူးတချို့ကကြတော့ခွဲတယ် radiation မယူ radiation ညင်းတာပေါ့เนาะအဲ့လိုမျိုးပေါ့ chemo လေးပဲလုပ်တယ် radiation နောက်ကမလုပ်ဘူးအဲ့လို radiation မလုပ်လိုက်လို့တည်သွားတာလဲတွေ့ဘူးတဲ့ chemo မသွင်းလိုက်လို့ခွဲတာတော့ခွဲတယ်เนาะ surgery တော့သူတို့ကလုပ်ကြတယ်အမျိုးစုံကျွန်တော်တို့တွေ့ရတယ်ဒါကြောင့်မလို့ကိုယ်မှရင်သားကင်ဆာရှိတယ်ဆိုလို့ရှိရင်ပြည့်စုံကုသမှုကိုခံယူရမယ်ဘသူတွေပါပဲပြောเนาะ treatment လုပ်ကိုလုပ်အောင်ပါเนาะ surgery တစ်ခုတည်းနဲ့ကျင်းနေလို့မရအောင် chemo သွင်းရเนาะအဲ့တော့ radiation နဲ့တချို့ဆိုလို့ရှိရင် radiation ကိုအရင်လုပ်ပြီးမှတော့ခွဲတာradiation အရင်လုပ်လိုက်တော့ကင်ဆာအကျိတ်ကကျုံသွားပြီးတော့မှ surgery ကိုလုပ်တာမျိုးလည်းရှိတယ်ခုနောက်ပိုင်းမှာတော့တော်တော်ခက်ပေါ် immunotherapy ဆိုတာပေါ်လာတယ်အဲ့တော့ immune ကိုယ့်ရဲ့ကိုယ်ကအားစနစ်ကိုမြင့်တင်ပေးတဲ့ဆေးတွေကိုကျွေးတာပေါ့နော်အဲ့ဒါလည်းတော်တော်ဆေးကြည့်တယ်တဲ့တော့အဲ့ဆေးတစ်လုံးက350အထက်မှာရှိတယ်တောင်းမထိုးနိုင်ဘူးပေါ့နော်နောက်တစ်ခုက hormone therapy ပေါ့နော် hormone therapy ပေးတာရှိတယ် targeted therapy ပေါ့နော်လောက်တာရှိတယ်နောက်တစ်ခုကတော့ palliative therapy ကတော့ very late stage ပေါ့ stage 4 ABC ပေါ့နော်အဲ့မှာဘယ်လိုခေါ်လဲတက်တာပဲသူတို့ပြုစုဆောက်ရှောက်ရမှာပေါ့နော်ဥပမာမြန်နားတဲ့ခြင်းနဲ့ဆိုအနာတက်တာတဲ့ဆေးပေးတာမျိုးဟုတ်လားကြိုက်ခဲတယ်ဆိုကြိုက်ခဲတက်တာတဲ့ဆေးမျိုးပေးတာမျိုးပေါ့နော် palliative therapy ရတော့အဲ့လိုမျိုးပေးလို့ရတယ်เนาะအဲ့တော့ကျမတို့တွေပေါ့เนาะကုသတာကတော့ဘယ်လိုခေါ်လဲ
မပြုတ်ကြအောင်မီးပြတ်သွားတယ်เนาะ sorry ပါအဲ့တော့ကျွန်တော်တို့အနေနဲ့ပေါ့เนาะအဲ့ထက်မှာပြောချင်တာလေ how to ဆိုတဲ့ဟာလေးကိုနည်းနည်းပြောပြခဲ့ချင်ပါတယ်เนาะကျွန်တော်တို့အတွေ့အကြုံမှာเนาะရင်သားကင်ဆာဖြစ်တဲ့အမျိုးသမီးတယောက်ပေါ့เนาะတော်တော်ကြာလေးပေါ့เนาะသူကသူကိုသူပေါ့เนาะ screening လုပ်တာမပြည့်စုံလို့ပေါ့အခြားနည်းတွေနဲ့ကုတာနေတယ်နောက်ပိုင်းကျတော့မှပြန်ပြီးတော့တော့တေးသေးချာချာစစ်ဆေးကြည့်တဲ့အခါကျတော့မှသူကိုသူ heart 2ဆိုတာသိသွားတယ်เนาะ heart 2မှာဘာကြောင့်လဲဆိုတော့ဒီဆေးတွေကမတူเนาะဥပမာပြ receptor HE positive တို့ HP positive တို့အဲ့ဒါမျိုးဆိုရင် treatment ကတစ်မျိုး heart 2ဆိုလို့ရှိရင်အရင်တော့ခေတ်စားတာ Herceptin နဲ့ခေါ်ကြအဲ့လိုမျိုးပေါ့ treatment မတူတဲ့အတွက်ကြောင့်သူကအကြာကြီးပေါ့နော်ရင်သားကင်ဆာပဲမဲ့အဲ့လိုဖြစ်တာမျိုးကိုကျွန်တော်တို့တွေ့ဘူးလေနောက်ကြမှာသူ့ရဲ့ diagnosis အမှန်ကိုသိသွားတော့မှသူလည်းဘယ်လိုခေါ်လဲဆေးအမှန်ကိုရသွားတာပေါ့နော်ဒီ heart 2ကလည်းအရေးကြီးတယ်15 to 20% ပေါ့နော်ဖြစ်တာပေါ့နော်ဒါအဲ့တော့ကျွန်တော်တို့အနေနဲ့ heart 2 positive ဆိုလို့ရှိရင်ဒါ treatment မတူအဲ့ဒါကိုသတိထားဖို့လိုတယ်เนาะအဲ့တော့ရင်သားကင်ဆာတယောက်ရောက်လာလို့ရှိရင်ဆရာဝန်တွေကကင်ဆာဆရာဝန်တွေကစစ်ချလိုက်ပြီးတော့မှtreatment အဲ့မှာသူတို့ပေးတဲ့ chemo တွေလည်းမတူheart 2တို့ဘာလို့ကြာလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုခေါ်လဲtreatment မတူတဲ့အတွက်ကြောင့်เนาะဈေးလည်းကြီးတယ်အဲ့ဒီ heart 2ကုတဲ့ဈေးတွေကเนาะသိန်းစိတ်တို့သိန်း20အထက်တွေပဲเนาะအဲ့လိုမျိုးတစ်ခါတစ်ခေါက်ဆေးသွင်းလို့ရှိရင်လေအဲ့ heart 2ဆိုတာဘာလဲဆိုတာလေးကိုပြောပြချင်တာပါเนาะ heart 2ဆိုတာ human epidermal growth factor receptor 2ကိုခေါ်တာเนาะရှေ့เนาะအဲ့တော့ heart 2နဲ့အဲ့လိုမျိုးtype တစ်ခုရှိတယ်15%ကနေ20%လောက်ရင်သားကင်ဆာမှာ heart 2ပေါ့เนาะဖြစ်နိုင်တယ်ပေါ့เนาะအဲ့တော့ staging လည်းပြောပြီးပြီပေါ့เนาะကျွန်မအနေနဲ့5 year survival rate ကဘယ်လောက်ရှိလဲပေါ့เนาะ5 year survival rate ဆိုတာကဘာကိုပြောတာလဲဆိုတော့9နှစ်ခန္ဓာပေါ့များသောအားဖြင့်အခုနောက်ပိုင်းမှာရင်သားကင်ဆာကကုလို့ရတဲ့ကင်ဆာတွေပါတယ်เนาะအရန်ကြောက်ဖို့မလိုတော့ဘူးเนาะရင်သားကင်ဆာအဲ့တော့ localize ဆိုတာတနေရာထဲမှာပဲဘယ်ဘုံမှမပြန့်သေးဘူးเนาะအဲ့ဒါမျိုးဆိုလို့ရှင်တော့99%เนาะရှင်တယ်99%เนาะကြောက်စရာမလိုတော့ဘူးနောက်တစ်ခုက regional ဆိုတာရင်သားကနေပြီးတော့နီးစပ်တဲ့ဘယ်လိုခေါ်လဲ lymph node တွေပေါ့ဂျိုင်းကြား lymph node တွေတို့ရင်သားမျက်နှာပြင်ရင်ဘတ်ပေါ်မှာရှိတဲ့ lymph node တွေကိုပြန့်သွားပြီဆိုရင်တော့89%လောက်အသက်ရှင်နိုင်တဲ့5 year survival rate ရှိတယ် distant ပေါ့ distant ကကြောင့်အဝေးကိုပြန့်သွား stage 4 rate ပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်တော့သူ့ရဲ့5 year survival rate က32%လောက်ပဲရှိတယ်။ညောရှင်နိုင်တဲ့ရာခိုင်နှုန်းပေါ့နော်။အဲ့တော့ကျွန်မအနေနဲ့အခုနောက်ပိုင်းမှာကင်ဆာကတိမ်မိန်ကြတာမဟုတ်တော့ဘူး။ဆေးတွေကလည်းအရန်ကိုခင်မိလာတယ်။ဆရာဝန်တွေကလည်းအရန်ကိုတက်ကြွတဲ့ဆရာဝန်တွေအရန်ကိုဘယ်လိုခေါ်လဲမွေးထုတ်ပေးနိုင်လာတာပေါ့နော်။အဲ့တော့ကင်ဆာကြောင့်သေတာအမတန်နည်းတယ်။တခုတော့ရှိတယ်ကိုကတကယ်တက်ကြွတဲ့လူစီကိုရောက်အောင်သွားဖို့လိုတယ်တော်ရုံတိုင်ရုံနေရာမှာမလုပ်ဖို့ပေါ့နော်ဘယ်သူကတေးသေးချာချာတက်ကြွတယ်လဲဘယ်သူက oncologist လဲအဲ့လိုမျိုးကိုခွဲခြားတတ်ဖို့လိုတာပေါ့နော်အဲ့တော့ကျွန်မအနေနဲ့နော်ကာကွယ်ရေးပိုင်းလည်းပြောပြီးပြီနော်5 year survival rate ပေါ့နော်ဘယ်လောက်ခံလဲဆိုတာတွေလည်းပြောပြီးပြီကင်ဆာကအခုပြောချင်တာမသေးတော့တာများတယ်နော်တော်ဆိုးဝါတော်ကန်ဆိုးတဲ့လူလောက်ပဲတည်တော့တာဆေးတွေကလည်းအရန်ကိုလေဘယ်လိုခေါ်လဲခက်မိလာတာပေါ့နော်immunotherapy တို့ဘာတို့ဆိုတာတွေကအရန်ကိုခက်မိလာတယ်နော်အဲ့တော့ကျမအနေနဲ့ဘယ်လိုခေါ်လဲကျမတို့ရဲ့အာရှလင်စီအကြောင်းလေးတော့နည်းနည်းတော့ပြောခဲ့ပြရစီเนาะအာရှလင်စီကရင်သားကင်ဆာတွေမှာဘာလုပ်ပြီးလဲပေါ့နော်အဲ့တော့ကျမတို့အာရှလင်စီမှာကကင်ဆာအဖုအကျိတ်တွေကိုဟန်တာနိုင်တဲ့ anti tumor အာနိသင်ရှိတယ်เนาะအဲ့ဒါဘယ်အာနိသင်လဲဆိုတော့ကျမတို့ Ganodiol F နဲ့ Lucidinic acid ABCN
၄မျိုးမှာပေါ့နော်ကျွန်တော်တို့ cancer cells တွေနောက်တစ်ခုက ganoderic acid DM နဲ့ ganoderic acid T နဲ့အဲ့ဒါတွေကနော်ကျွန်တော်တို့ cancer အဖုအကျိတ်တွေကိုဟန်တာနိုင်တယ်နောက်တစ်ခုက cancer cells နိုင်ရန်ကိုတိုက်ရိုက်တတ်နိုင်တယ်အာနိသင်ရှိတယ်နော် ganoderic acid DM နဲ့ ganoderic acid T နဲ့သူကတော့ဘာလဲဆိုတော့ကျွန်တော်တို့invasion ကိုသူက inhibit လုပ်တယ်မပြတ်အောင်လို့ပေါ့နော်တားဆီးပေးနိုင်တဲ့အာနိသင်ရှိတယ်နော် ganoderic acid မီရလဲနော်အကျိတ်ဖူတွေအဝေးကိုမပြတ်အောင်လို့လုပ်ပေးနိုင် cancer cell ပြတ်အောင်ဟန်တာနိုင်တဲ့အာနိသင်ရှိတယ်အဲ့တော့ကျွန်မပြောချင်တာကကျွန်မဒါလင်စည်းရဲ့နော်အာရှလင်စည်းရဲ့အာနိသင်ကိုပြောတာဒါပေမဲ့တောက်တဲ့လူဘက်ကကင်ဆာကိုနှုံးမိအောင်တောက်ဖို့လိုတယ်နော်ကိုကနည်းနည်းလေးတောက်ပြီးတော့24နှစ်ချိန်လောက်တောက်ပြီး12နှစ်ချိန်လောက်တောက်ပြီးဒီအာနိသင်ရကြင်လို့တော့မရနော်ဒီအာနိသင်ရှိတယ်လို့ပြောတာဆိုကျွန်မတို့ကင်ဆာသမားတွေတောက်တယ်နှုံးနေမိအောင်လို့တောက်ဖို့လိုတယ်ဥပမာဖြင့်တပလင်းလားအလုံး60လားအလုံး100ဒါမျိုးတောက်ဖို့လိုတာပေါ့နော်တချို့တွေက1 2နှစ်ချိန်လောက်တောက်24နှစ်ချိန်လောက်တောက်5 10နှစ်ချိန်လောက်တောက်ပြီးတော့နော်ဘယ်လိုခေါ်လဲဒီလိုအာနိသင်မျိုးမရတဲ့အခါကျရင်ကျွန်တော်တို့စောတကတက်တာမျိုးရှိတယ်သိလားနော်နောက်တစ်ခုကဒီအာရှလင်စီမှာ immunomodulatory activity ဆိုတာရှိတယ်အဲ့ဒါကတော့ tritepene မှာလည်းရှိတယ်လင်စီမှာပါတယ် flavonoid တို့ alkaloid ဆိုအဲ့ဒါတွေကခုခံအားစနစ်ကိုထိန်းချုပ်ဟန့်တားပေးနိုင်တဲ့အာနိသင်ရှိတယ်အဲ့တော့ကင်ဆာကြောင့်ဒီလင်စီကိုစားမယ်ဆိုရင်ကင်ဆာနှုံးစားပါလို့ကျွန်မအကြံဉာဏ်ပေးခြင်းတယ်နော်ဒီကနေ့ကကျွန်မလေမေခွန်းနေအရမ်းများလို့ရှင်เนาะမေခွန်းကကိုဖို့တောင်မှရှင်เนาะနံပါတ်1မေခွန်းကရင်သားကင်ဆာဖြစ်ပြီးဆေးသွင်းကုသလို့ကင်ဆာ cells တွေတော့မရှိတော့ပါဘူးတဲ့ဒါပေမဲ့လေဖျားပြီးနေမကောင်းဘူးเนาะနေမကောင်းဖြစ်ချင်တယ်လို့ဖြစ်တယ်အဲ့ဒါဘာကြောင့်လဲရှင်လင်စီပိုလန်ကိုတော့3လုံး6လုံးတစ်ချိန်ပဲစားပါတော့တယ်တဲ့ဒါကတော့သူတို့ကကင်ဆာဖြစ်တဲ့အချိန်မှာเนาะကင်ဆာနှုံးတော့စားခဲ့တယ်ကင်ဆာ cells တွေလည်းမရှိတော့ဘူးပေါ့เนาะfollow up ကိုเนาะအမြဲတမ်းလုပ်နေဖို့လိုတယ် oncologist တဲ့ပြနေဖို့လိုတယ်လင်စီလည်းအနည်းဆုံးတစ်နေ့ကို6လုံးနဲ့12လုံးပေါ့เนาะ maintenance dose ကိုစားနေဖို့လိုတယ်เนาะကိုအမြဲဥပမာဖြင့်ကင်ဆာခုတုံးနေပြီးပထမတစ်နှစ်အတွင်းမှာဆို6လတစ်ချိန်ပြန်ပြီးစစ်ဆေးတာမျိုးနော်နှစ်နှစ်ကျော်သွားလို့ရှိရင်တော့တစ်နှစ်တစ်ခါစစ်ဆေးတာမျိုးအဲ့ဒါမျိုးတွေကိုကျွန်တော်တို့လုပ်အောင်နော်အဲ့တော့ကိုယ်ကအားနည်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်ကအားများတဲ့အစားအစာတွေကိုစားပေးဖို့လိုတယ်နှုံးကိုလည်းအနည်းဆုံးပေါ့နော်ဒါကုသတဲ့နှုံးတော့မဟုတ်တော့ maintenance dose ပေါ့နော်အဲ့ဒါတော့6လုံး12လုံးတစ်ချိန်3ပုံ2ချိန်ပေါ့စားဖို့လိုပါတယ်ဒုတိယမေးခွန်းကရင်သားမှာတစ်ခါတလေအကျိတ်လေးတွေစမ်းကြည့်ရင်ရွေ့နေတာတော့တွေ့ရပါတယ်နှစ်ပေါင်းများစွာကြာခဲ့ပါပြီရင်သားကင်ဆာအကျိတ်နဲ့ရိုးရိုးအကျိတ်တွေရဲ့ထူးခြားချက်ကွာခြားချက်တွေကိုသိပြရစီဒေါက်တာရှင်းတယ်အဲ့တော့ရင်သားမှာအကျိတ်လေးတွေကလူတိုင်းမှာအကျိတ်လေးတွေရှိတယ်เนาะအမျိုးသမီးတွေရာသီလာခံနီးမှာဆိုလို့ရှိရင်အကျိတ်တွေကပိုကြီးလာနာလဲနာဒါပေမဲ့ရာသီလာပြီးွားလို့ရှိရင်ဒီအကျိတ်တွေကသေသွားမနာလည်းမနာတော့ဘူးကြီးလည်းမကြီးတော့ဘူးเนาะကြီးရတယ်လည်းသေသွားတာပေါ့เนาะအဲ့ဒါက normal ပဲအဲ့ဒါနည်းနည်းခက်ငယ်ငယ်တွေမှာဖြစ်တဲ့ fibroadenosis တို့ဘာလို့အဲ့လိုမျိုးလေးတွေเนาะအဲ့လိုအကျိတ်တွေရှိခဲ့ဘူးလေပေါ့เนาะသူကပြောတာနှစ်တွေအများကြီးကြာပြီတဲ့အဲ့တော့ကင်ဆာအကျိတ်ကြတော့ကျွန်မခုနကပြောကင်ဆာအကျိတ်တွေလုံးဝမနာအဲ့ဒါထူးခြားချက်ပဲလုံးဝမနာဘူးကိုင်းကြည့်လို့ရှိရင်အစီတစီကိုသူစမ်းမိတယ်လို့ပေါ့စီတိအစီကိုစမ်းမိတယ်လို့ပဲစီလေးစမ်းမိတယ်လို့နောက်ပြီးတော့မာကြောနေတာမာတောင်းနေတာတကယ်ကိုကင်ဆာဖြစ်တဲ့လူတွေရဲ့အကျိတ်ကလေเนาะကျမတို့ရိုးရိုးအမျိုးသမီးတွေရာသီလာကန်ဒီမှာအကျိတ်ကြီးတယ်ဆိုတာအဲ့လောက်ထိအဲ့လောက်ထိမမာဘူးခဏတစ်ဖြုတ်တော့ကြီးလာတယ်အကျိတ်တွေစမ်းမိတယ်ရာသီလာပြီးွားရင်အဲ့လိုလိုပြန်သေးသွားအဲ့ဒါ normal ဒါအမျိုးသမီးတိုင်းမှာဖြစ်တာရှိတယ်အဲ့လိုလူမျိုးတွေကဘယ်လိုခေါ်လဲregular screening ဆိုလဲကိုယ့်ရင်သားအများတန်းကိုလည်းစမ်းရမယ်ရန်ဖာရန်ခါလဲ mammogram လို့ဟာမျိုးကိုတွားပြီးတော့ ultrasound ပေါ့နော်ရင်သားကို ultrasound ရိုက်တာပဲဖြစ်ဖြစ် mammogram လုပ်တာပဲဖြစ်ဖြစ်တော့လုပ်ကြည့်ဖို့တော့လိုတယ်ရှင်နော် regular screening ကိုလုပ်ပေးဖို့လိုပါတယ်ကင်ဆာဆိုလို့ရှိရင်တော့လုံးဝမနာ
မာဝါတာရေပြားတွေပါလေ color တွေလုံးဝမတူတော့ခုနကကျွန်မပြောတဲ့အသားဖြူတဲ့လူတွေဆိုရင် pink or red ဖြစ်သွားမယ်အသားမဲတဲ့လူတွေဆိုလို့ရှိရင်လည်း dark color တွေဖြစ်သွားမယ်เนาะအယောင်ပြောင်းသွားတာပေါ့ရေပြားအယောင်ဆရာမရှင်2021မှာရင်သားကင်ဆာအဆင့်2ကိုကုသမှုပြီးလို့6လတစ်ကြိမ်ဆရာဝန်ချိန်တိုင်းနဲ့ထိုင်းဘရင်ဆေးရုံမှာတဲ့သွားတယ်တဲ့လင်းစည်းပိုလန်ကိုတဲ့စခွဲကလေးကတစုံနှုံးနဲ့တဲ့နောက်ပိုင်းလျှော့ပြီးတောက်တာအခုဆိုရင်လင်းစည်း20ပိုလန်30နဲ့ဆက်တောက်နေပါတယ်တဲ့သွေးပေါင်က90 60ပါတဲ့ဝင်းကချုပ်တယ်ဆေးတောက်မှဝင်းသွားတယ်တဲ့အကြံပြုတ်ပေးပါဆရာမအဲ့တော့ तू ကရင်သားကင်ဆာအဆင့်2เนาะစားတဲ့နှုံးကလည်း20 30ဆိုတော့တိတ်တော့မဆိုးဘူးဒါကတော့ तू ဝင်းချုပ်တာဝင်းပြော့စေတဲ့အစားအစာလေးတွေ तू စားပေးဖို့လိုတာပေါ့เนาะအသီးနှံတွေများများစားပေးဖို့လိုတယ်သွေးပေါင်ချိန်90 60ကသူ့ရဲ့ငကိုတွေကသွေးပေါင်ချိန်ကအခုမှကျသွားတာလားတော့ကျွန်မမသိဘူးသူလည်းရင်သားကင်ဆာဖြစ်ပြီး2021ကနေဆိုလွန်ခဲ့တဲ့4နှစ်နော်4နှစ်လောက်ကရင်သားကင်ဆာအဆင့်2ဆိုတော့ဘာပဲဖြစ်ဖြစ်ကုသမှုလုပ်ခဲ့တာထိုင်းဘရင်ဆေးရုံမှာဆိုတော့အရင်စိတ်ပူဖို့မလိုဘူးသူတောက်တဲ့နှုံးကလည်းအဆင့်ပြေပါတယ်လို့ဒါပေမဲ့เนาะအဲ့ဒီဝင်းချုပ်တာတို့ဘာတို့ဒါမျိုးအတွက်တော့ဘယ်လိုခေါ်လဲဝင်းပြော့သွားအောင်လို့ဒါအတိအနှံနေပါတယ်တော့သူ့ဘက်ကများများစားဖို့လိုတယ် regular screening ဒါကတော့လုပ်ရမယ်เนาะ stage 2ဖြစ်ခဲ့တာเนาะလွန်ခဲ့တဲ့4နှစ်ကနောက်မေကွန်းတစ်ခုကဒေါက်တာရှင့် stage 4ရင်သားကင်ဆာကိုလင်စည်းကျွေးလို့ရမလားဘယ်နှုန်းနဲ့ကျွေးရမလဲသိချင်ပါတယ်ရှင့် stage 4ကကျွန်မခုနပြောတာ metastatic breast cancer ဖြစ်သွားပြီသူကဘယ်ကိုပြန့်နေသလဲเนาะရင်သားအနေပြီးတော့เนาะဂျိုင်းကိုပြန့်သွားပြီလားအုံနောက်ကိုပြန့်ပြီလားเนาะအဆုပ်ကိုပြန့်ပြီလားအဲ့ဒါဆိုလို့ရှိရင်ကျမတို့ဘယ်လိုခေါ်လဲကျမအနေနဲ့ဆိုရင်တော့လင်းစည်းစားဖို့အရင်အားမပြီးတော့အဲ့ခါကျရင်ဘယ်နှုံးနဲ့ကျွေးရမလဲလင်းစည်းကျွေးလို့ရမလားဆိုကျွေးလို့ကတော့ရတယ်ရှင်ကျွေးလို့ရเนาะဒါပေမဲ့high dose ကုသတဲ့နှုံးတော့မကျွေးသင့်တော့ဘူးเนาะနောက်ဆုံးအဆင့်ဖြစ်နေလို့เนาะနောက်ဆုံးအဆင့်ကင်ဆာတယောက်ကိုကုသတဲ့နှုံးကျွေးဖို့မသင့်တော့ဘူးဒါပေမဲ့ maintenance dose ပေါ့เนาะဥပမာဖြင့်တက်တောင့်တက်တာဒါ stage 4တွေက palliative care ကိုလုပ်ရမှာနာရင်နာတယ်အိတ်မပြောရင်အိတ်ပြောတယ်ဆေးအနာတက်တာတဲ့ဆေးအဲ့တော့ကျမအနေနဲ့ဆိုလို့ရှိရင်တော့6လုံး12လုံး3ချိန်လောက်ပဲကျမဒါဆိုရင်တော့ကျွေးမယ်เนาะကုသတဲ့နှုံတော့မလုပ်နဲ့တော့ကုသတဲ့နှုံမရတော့သူက stage 4ဆိုတာပြန့်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒါကြောင့်မလို့ကျမအမြဲတမ်းပြောတယ်ရင်သားကင်ဆာဖြစ်တဲ့လူတွေကိုကိုယ့်ရဲ့ stage ကဘယ်လောက်လဲကိုယ့် stage ကဘယ်ကိုရောက်နေလဲ3လား2လားခုနလို့ပေါ့2လား3လား3 round ABC လားเนาะဂျိုင်းမှာအကျိတ်ကဘယ်နှလုံးပြန့်သွားတာလဲအကျိတ်7လုံးဆို stage 3C stage 9လုံးဆိုလို့ရှိရင်လင်္ကာလုံးဆိုလို့ရှိရင် stage 3A ပေါ့stage 3B ဆိုလို့ရှိရင်6လုံးလောက်ပေါ့အကျိတ်တွေเนาะအကျိတ်တွေပြန့်နေတာเนาะအဲ့လိုခွဲထားတော့ကိုယ့်ရဲ့ stage က3မှာလား4မှာလား4ကိုသိရဖို့ဆိုလို့ရှိရင်တော့ကျမတို့ CT ဓာတ်မှန်ရိုက်ရမှာ PET scan လို့เนาะ CT scan လို့เนาะကိုကကင်ဆာဟေ့ဆိုတာနဲ့ကျမတို့ကဘာလုပ်ဖို့လိုလဲဆိုတော့ staging ကဘယ်လောက်ရောက်နေတယ်ဆိုတော့ oncologist ကလုပ်ပေးတယ်လိုအပ်လို့ရှိရင် PET scan လို့လုပ်ပေးတယ်CT ဓာတ်မှန်ရိုက်တယ်เนาะဥပမာဖြင့်အဆုပ်တွေပါတွေကိုကြည့်တယ်ဟလာအုံနောက်ကိုလည်းရိုက်ကြည့်တယ်CT ရိုက်တယ်ဆိုရင်ဒါဘယ်ကိုပြန့်နေ stage 3နဲ့4နဲ့မကွဲမပြားဖြစ်နေကွဲပြားအောင်လုပ်ပေးဖို့လိုတယ်ရှင်အဲ့တော့ stage 4ဆိုလို့ရှိရင်တော့ကုသတဲ့နှုံတော့သွားမလုပ်နဲ့တော့တက်တောင့်တက်တာနှုံပဲကျမသာဆိုရင်ကျွေးမှာเนาะကျမသာဆိုရင်เนาะအခြားလူတွေတော့မပြောတတ်ဘူးเนาะအဲ့တော့ကျွေးလို့တော့ရတယ်တက်တောင့်တက်တာဖြစ်တဲ့နှုံကိုပဲကျွေးရမယ်ပေါ့เนาะဘာကြောင့်ဆိုတော့ तू ကပြန့်နောက်ဆုံးအဆင့်ရောက်နေပြီเนาะအဲ့တော့နောက်တစ်ပုတ်ကနောက်မေးခွန်းတစ်ခုကဒေါက်တာရှင့်ရင်သားမှာအကျိတ်တွေ့တိုင်းရင်သားကင်ဆာဖြစ်ပါသလားဘလို့အခြေအနေမျိုးမှာရင်သားကင်ဆာလို့သိနိုင်မလဲစောင်းရရှောင်းရလေးပြောပြပေးအကျိတ်တွေ့တိုင်းရင်သားကင်ဆာမဟုတ်ဘူးအဲ့တော့ဘလို့ခေါ်လဲကျွန်မမိတ်ဆွေတယောက်ရှိတယ်သိလားအကျိတ်တွေကိုခွဲတာလေညာဘက်မှာအကျိတ်ဖြစ်လိုက်တော့ခွဲလိုက်ဘယ်ဘက်မှာဖြစ်လိုက်တော့ခွဲလိုက်နောက်တစ်ခါညာဘက်မှာထပ်ဖြစ်လိုက်ထပ်ခွဲလိုက်နောက်ဆုံးကြတော့ခွဲစိတ်ဆရာဝန်ခမရမလာနဲ့တော့ဗျာလို့တော့မှပြောလွတ်လိုက်ရ
နော်သူ့ရဲ့ရင်သားမှာဘယ်လိုဖြစ်နေလဲအပြိုကြီးနော်ဓာတ်တန်ရာတွေကလေဘယ်မှာဖြစ်လိုက်ညာမှာခွဲလိုက်ပဲမို့တချို့အကျိတ်တွေကကင်ဆာမဟုတ်ဘူးအဲ့ဒါအကျိတ်တွေ့တိုင်းတော်ခွဲနေလို့နော်ဆရာဝန်ကခွဲတော့ခွဲပြီးတယ်3ချိန်လောက်လဲခွဲပေးပြီးတော့ခမရလာအောင်မလာတော့နဲ့တော့ပြောလို့ရတာနော်အဲ့လိုမျိုးပေါ့နော်ကျမတို့တော့အကျိတ်တွေ့တိုင်းရင်သားကင်ဆာမဟုတ်ဘူးနော်ရိုးရိုးကင်ဆာလားအဓိကဘာနဲ့သိရတာလဲဆို biopsy နဲ့သိရ biopsy လုပ်ကြည့်မှနော်ဒါဘာ cell type ကဘာထွက်လဲ cancer cell လားရိုးရိုး cell တွေလားဒါကိုသိရတာလေအဲ့တော့ biopsy ကိုကြည့်ရမှာနော်ရိုးရိုးအကျိတ်တစ်ခုကိုခွဲမယ်ရတယ်နော်ဒါပေမဲ့ရင်သားမှာမဖြစ်လဲဓာတ်တန်ရဖြစ်သွားတချို့ဆရာဝန်ကအရာဟိုလေအပြိုလေးတွေပါလေးတွေဆိုပိုတော့မှမခွဲပေးရှင်နေနော်အိမ်တော့မပြူရသေးဘူးဟာရင်သားမှာဓာတ်တန်ရကြီးနေဆိုဘာပဲဖြစ်ဖြစ်လေနော်ဆရာဝန်တွေကလည်းအများကြီးစဉ်းစားပေးပါတယ်နော်ဆောင်ရန်ရှောင်ရန်ကတော့ကျွန်မခုနပြောပြီးပြီနော် regular screening ကိုစမ်းရမှာနော်ကိုရင်သားမှာအကျိတ်ဖူရှိနေလားအဲ့တော့ရင်သားကင်ဆာပေးချိန်မှာ90နောက်ပိုင်းမှာဖြစ်တာများဒါပေမဲ့လေဝမ်းနေစရာပေါ့နော်ကျွန်တော်တို့အမေးဖြေပါတော့မေးတယ်ကလေးကိုဝင်ဆောင်မျိုးသမီးတယောက်ပေါ့နော်ကလေးကိုဝင်ဆောင်ဘဝမှာလေးကရင်သားကင်ဆာဖြစ်တယ်ကလေးလေးကကလေးလေးကိုအမြန်ပဲ9လလောက်နဲ့ခွဲထုတ်ပေးလိုက်တာပေါ့သူ့ကိုရင်သားကိုခွဲစိတ်ပေးလိုက်တယ်ခီမိုသွင်းတယ်ဒါပေမဲ့အဲ့မျိုးသမီးကဆုံးသွားငယ်လေးပေါ့နော်ကလေးမွေးတဲ့အရွယ်ပေါ့28နှစ်ရင်သားကင်ဆာဖြစ်တာကိုဝင်ဆောင်ဘဝနဲ့အဲ့ဒါမျိုးတွေကြတော့အရန်ကိုစူးစမ်းလို့မရဘူးပေါ့နော်နောက်မေကွန်တစ်ခုကရင်သားကင်ဆာမဖြစ်အောင်ဘယ်လိုနေထိုင်စားတောက်ကာကွယ်လို့ရကျွန်မခဏပြောတဲ့ထဲမှာကာကွယ်ရေးပိုင်းတွေကျွန်မပြောခဲ့တယ်မှန်ပေါ့နော်ကိုရင်သားကိုစစ်ဆေးရမယ်ရေချိုးတဲ့အချိန်မှာကိုရင်သားမှာဘလို့အကျိတ်တွေရှိတယ်လဲဘလို့ဆန်းရမလဲလက်ကိုပြားလေးနဲ့နော်ရေချိုးကနေမှာပေါ့နော်ကိုရင်သားမှာအကျိတ်ရှိဂျိုင်းနေမှာအကျိတ်ရှိသလားရင်သားမှာရင်ဘတ်မှာအကျိတ်ရှိသလားဒါမျိုးပေါ့နော်အစားတောက်တစ်ခုလေးနဲ့မရအောင်ရှင်ကန်ဆိုးမိုးမုံကြတဲ့ဟာတစ်ခုကတော့ခုနကပြောတယ်ကျွန်မပြောတယ် BRCA 1နဲ့2နဲ့အဲ့ဒါတော့ genetic မိသားစုထဲမှာရင်သားကင်ဆာနဲ့အဖွားအသေးတယ်လို့เนาะအမေကသေးတယ်လို့ဆိုရင်အဲ့ကြီးညာကိုစီပါလာအဲ့ဒါကတော့လုံးဝကာကွယ်လို့မရအောင်เนาะအဲ့တော့ရုပ်ရှင်မင်းသမီးကတော့ဘယ်လိုကာကွယ်လိုက်လဲရင်သားနှစ်ခုစလုံးလှီးထုတ်လိုက်တာကျွန်မပြောတဲ့ခုနကဘာကျော်ရုပ်ရှင်မင်းသမီးကနောက်တစ်ခုကတာဝူအိမ်ကုန်ထုတ်လိုက်တာเนาะရင်သားကင်ဆာဖြစ်စေအောင်မရှိတော့အောင်ရင်သားအကောင်းကြီးကိုเนาะနှစ်ဖက်စလုံးဓာတ်နဲ့လှီးပြီးတော့ဖြတ်ထုတ်လိုက်တာအဲ့တော့နောက်မေးခွန်းတစ်ခုကဒေါက်တာရှင့်ရင်သားကင်ဆာကိုကြိုတင်ကာကွယ်လို့ရပါသလားမရပါဘူးမရဘူးခုနကနော်သူ့ရဲ့DNA mutation ကြောင့်ဆိုလို့ရှိရင်ကာကွယ်လို့မရဘူးတခြားဟာတွေကတော့တခြား type တွေကတော့ဘယ်လိုခေါ်လဲကို့မှာ family history မှာမရှိဘူးဆိုရင်နော်ကို့မျိုးထဲမှာကို့အဖွားမှာကို့အမေမှာရင်သားကင်ဆာမရှိခဲ့ဘူးဆိုလို့ရှိရင်တော့ကာကွယ်လို့ရတဲ့နည်းလမ်းတွေကကိုရင်သားကိုအမြဲတမ်းစမ်းသပ်နေကိုမှအကျိတ်ရှိနေလားဘာလားအဲ့ဒါအမြဲတမ်းစမ်းသပ်မယ်ရန်ဖာရန်ခါပေါ့နော်ဟို mammogram ရိုက်ကြည့်တာမျိုးဒါမျိုးပေါ့ခင်မိတဲ့လူတွေကတစ်နှစ်တစ်ခါလောက်မလေးစစ်တယ်ဆိုအဲ့ဒါတွေတော့ရိုက်ကြတာနော်အဓိက ultrasound အရင်ရိုက်ရမယ် ultrasound ရိုက်ပြီးမှ mammogram တို့ဘာလို့ပေါ့ထပ်ပြီးတော့လုပ်ရမယ်ဟာတွေပေါ့နော်နောက်မေးခွန်းတစ်ခုကရှမ်းပြည်ကမေးထားတာနော်အသက်က58နှစ်ပါဘယ်ပဲရင်သားမှာအကျိတ်ရှိလို့ဆရာဝန်ပြတော့အဆင့်နှစ်လို့ပြောပါတယ်လက်ရှိကျမကြီးထိန်နှုံးနဲ့တောက်နေပါတယ်ခွဲစိတ်ရမှာလဲကြောက်ပါတယ်ဒါကြောင့်ဘယ်နှုံးနဲ့တောက်ပြီးစောင်းရရှောင်းရများကိုပြောပြပေးပါရှင်အသက်က58နှစ်နော်ခွဲရမှာမကြောက်နဲ့တော့ကျမသာဆိုလို့ရှိရင်သွားပြီးတော့ခွဲလိုက်တော့ပါနော်ကိုအသက်ကကင်ဆာဖြစ်နိုင်ခြေရှိတဲ့အသက်ထဲမှာရောက်နေပြီနော်အကျိတ်လည်းရှိနေပြီခွဲရမှာကြောက်တယ်ဆိုလို့ရှိရင်တသက်မဲ့ကင်ဆာဖြစ်သွားမယ်နော်ဆရာဝန်ကသာခွဲပေးအဓိကတော့သူကလေကျမစီကိုလေ ultrasound အဖြေကိုပြတာ ultrasound မှာ soft tissue လို့ပဲထွက်တယ်နော်အဲ့ဒီအကျိတ်ကိုခွဲပြီးတော့biopsy ယူကြည့်လို့ကင်ဆာမဟုတ်ဘူးဆိုလို့ရှိရင်တော့နော်ကန်ကောင်းတာပေါ့နော်အဲ့တော့ biopsy ယူကြည့်ရမယ်တကယ်တော့ကင်ဆာဆရာဝန်တယောက်ကိုပြရမယ်ပြပြီးတော့သူပြောတဲ့အတိုင်းနော် total mastectomy နော်တစ်ခုလုံး
တခုလုံးဖြတ်ထုတ်ဆိုလည်းဖြတ်ထုတ်အောင်ပါနော်58နှစ်နော်ကိုယ့်အသက်က58နှစ်ကင်ဆာဖြစ်နေကြီးအဲ့တော့ရင်သားကင်ဆာဘေးချိန်မှာဖြစ်တဲ့အသက်55နှစ်နောက်ပိုင်း50ဆိုဖြစ်တာများတယ်နော်ဒါအတိတ်ကတော့နောက်ဆုံးမေးကောမှာမင်္ဂလာပါဒေါက်တာလည်းယခုခေတ်အပြိုအရွယ်လူငယ်တွေအသက်20ပတ်လည်တွေကလည်းရင်သားကင်ဆာနဲ့ရင်သားကင်ဆာတန်တရားတွေအဖြစ်များလာတာကိုတွေ့ရတယ်တဲ့လူငယ်ဆိုတော့လေကိုခန့်အားကောင်းနေတာလေကင်ဆာကိုကုတာတက်တာနေတယ်တဲ့နောက်တစ်ချိန်ပြန်ဖြစ်နိုင်မဖြစ်နိုင်သိကြပါလေရှင်တဲ့အဲ့ဒါကျွန်မပြောပြီးတော့ကင်ဆာမှာတန်တရားဆိုတာမရှိဘူးเนาะရင်သားကင်ဆာလူငယ်တွေမှာဗါလဲဆိုတော့ကျွန်မခုနပြောတဲ့အကင်တွေဒုတ်ထိုးတွေဗါလေเนาะဗါလဲစက်တောင်မှန်အကင်တို့ဗါတော့အဲ့ဒါတွေကရင်သားကင်ဆာအရန်ဖြစ်တာအစီတွေကနေအကျိတ်တွေဖြစ်လာတာပေါ့เนาะစက်တောင်မှန်တို့ဗါတို့မှာလူတွေကစက်တောင်မှန်တွေကိုစက်တွေကိုဆေးထိုးတဲ့အခါမှာဘဲတွေကိုထိုးလဲဆိုတော့အဲ့ဒီတောင်မှန်တွေကိုထိုးတာအဲ့ဒီတောင်မှန်ကင်တို့ဗါကင်တို့အဲ့လိုစားတဲ့လူငယ်တွေပေါ့เนาะရင်သားကင်ဆာဖြစ်တာမျိုးရှိမှာပါလူငယ်တွေမှာနော်ကိုကကောင်းတယ်ဆိုတော့ကုလိုက်တာနဲ့ကောင်းသွားတယ်ပေါ့တခုရှိတာကတော့ရင်သားကင်ဆာကနောက်တစ်ချိန်ပြန်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာအဲ့ဒါကတော့ကိုယ့်ရဲ့ follow up ပေါ်မှာမူတည်တယ်ကိုကဆရာဝန်စီကိုဥပမာပြတစ်နှစ်တစ်ခါနော်ချက်စိတ်တွေရိုက်ပေးမယ် ultra sound ရိုက်မယ်ဒါမျိုးပေါ့ဆရာဝန်ချိန်တဲ့အတိုင်းသွားပြမယ် follow up မှန်လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုခေါ်လဲနောက်ထပ်ဖြစ်နိုင်ဖို့ခဲရင်တယ်ဒါကင်ဆာဆရာဝန်နဲ့နော် oncologist နဲ့နော်တကယ်လို့ကိုကငငယ်တုန်းကတော့ဖြစ်ထားဘူးလေပြီးပြီပေါ့ပြီးပြီဆိုပြီးတော့ဒီတိုင်းပဲနေလိုက်မရဘူးကင်ဆာ cell ဆိုတကယ်တွေ့ထားတယ်ကင်ဆာ cell ဆိုတာတစ်ချိန်မှာကိုယ့်ရဲ့နေတိုင်းစားတော့အမှားယွင်းဖြစ်တဲ့တစ်ချိန်မှာပြန်ပြီးတော့ပေါ်တတ်တယ်နော်အဲ့ဒါအရန်အရေးကြီးတယ်ဥပမာပြင်တစ်နှစ်တော့သူကကုပြီးသွားပြီပေါ့ကုပြီးသွားပြီဆိုတော့လင်စီပိုလန်လည်းဆက်မစားတော့ဘူးပေါ့ဒါပေမဲ့3နှစ်မြောက်တော့မှပြန်ဖြစ်တယ်ကိုက follow up လဲသွားဖို့လိုတာပေါ့နော်ကိုကဖြစ်ဖူးထားတဲ့လူဆိုလို့ရှိရင်အဲ့တော့ကင်ဆာတွေရှင်နေဆိုတော့ဒါ follow up မှန်ပေါ့နော်ဆရာဝန်ချိန်တဲ့အတိုင်းနော်လိုအပ်လို့ရှိရင်လိုအပ်တယ်လို့ဆရာဝန်တွေကချိန်တယ်ဥပမာပြင်2နှစ်နောက်ပိုင်း3နှစ်နောက်ပိုင်းဆိုတစ်နှစ်မှတစ်ခါပဲချိန်တော့တာအဲ့လိုမျိုးမှန်သွားမယ်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်ပြန်ဖြစ်နိုင်ဖို့ခဲရင်ပါတယ်လို့နော်အဲ့တော့ဒီကနေ့ပေါ့နော်မေကုန်းကစုစုပေါင်း9ခုပါအဲ့တော့ရင်သားကင်ဆာနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြောကြားတာတွေကိုလည်းနေသေးသေးချာချာနေပေါ့နော် awareness ဖြစ်အောင်ပါပေါ့နော်ကိုယူဆိုင်ရမယ်အမျိုးသမီးဆိုရင်ပို့ပြီးတော့ယူဆိုင်ရမယ်ကိုရင်သားကိုစမ်းသပ်ဖို့မရှက်ပါနဲ့ကိုစမ်းသပ်တာပဲထားလားဆရာဝန်စီသွားရင်ဆရာဝန်ကစမ်းပါလေနော်အဲ့ဒါကြောင့်မလို့ကို awareness ဖြစ်ပါစေကိုဘယ်လိုခေါ်လဲမိသားစုမှာနော်ရင်သားကင်ဆာဖြစ်ခဲ့တဲ့အမျိုးသမီးတွေကပို့ပြီးတော့ယူဆိုင်ရမှာနော်အဲ့တော့ BRCA1 တို့ BRCA2 တို့ carry လောက်လာတဲ့ gene တို့နော် genetic mutation history ရှိတဲ့လူတွေကတော့ပို့ပြီးတော့ယူဆိုင်ရမယ်လို့ကျွန်မပြောရင်းနဲ့ပေါ့နော်ဒီတစ်ပတ်ပေါ့နော်68ကြိမ်မြောက်မှာအားလုံးလည်းကျေးဇူးတင်တယ်အားလုံးပေါ့နော်အေးချမ်းတရဖြစ်ပါစေရင်သားကင်ဆာအနေနဲ့ကင်းဝေးပါစေလို့ကျွန်မဆုတောင်းပေးပါတယ်ကိုယူဆိုင်ဖို့အရေးကြီးဆုံးပါကိုယ့်ရဲ့ကိုယ်ကအမြဲတမ်းကောင်းအောင်နေမယ်လေ့ကျင့်ခန်းမှန်လုပ်မယ်အေးဝါအိတ်ဒါတွေကလေလွယ်လေးပတ်စံမကုန်ပဲလုပ်လို့ရတာလေအများကြီးပဲเนาะကျမ်းမာအောင်နေမယ်ဟုတ်လားเนาะတရားမှန်ထိုင်မယ်အေးချမ်းအောင်ထားမယ်ဆိုလို့ရှိရင် cancer cells တွေကမပွားပါဘူးเนาะဒါကြောင့်မို့အားလုံးအေးချမ်းသာရပါစေအားလုံးနှုတ်ဆက်ပါတယ်ကျေးဇူးတင်ပါတယ်